ကဲဒီနေ့ဒီနာမည်ကလုံးကိုအင်္ဂလိပ်လိုဘယ်လိုစာလုံးပေါင်းရမလဲဆိုတာကျွန်တော်စာလုံးပေါင်းပြပါနော်အဲ့တော့စာလုံးပေါင်းနေမသိရင်မမှန်ဟုတ်ပြီနော်ပထမဆုံးတစ်ခုကမင်းအွန်လိုင်းကဲဒါကမင်းကမနဲ့စတယ်ဟုတ်လားမကအင်္ဂလိပ်အခါနဲ့နိုင်စင်မယ်ဆိုလို့ရှိရင်အန်နဲ့အတန်တူတယ်အဲ့တော့ဒါသိကြတဲ့မင်းကိုစာလုံးပေါင်းမယ်ဆိုလို့ရှိရင်အန်နဲ့စမယ်အဲ့တော့am I am me ဒါမင်းလို့တန်ထွက်နော်ဒီမှာ vowel ပါတယ်မ I ပါနော် I မပါလို့ဆိုလို့ရှိရင်အတန်မထွက်ဘူးနော်အဲ့တော့ am I in ကမင်းလို့တန်ထွက်တယ်ဒီ I နဲ့မှာ A သွားထည့်ရင်မင်းလို့တန်မထွက်နော် am a n ဆို man လို့တန်ထွက်မယ် am o in ဆို man လို့တန်ထွက်မယ်ဟုတ်ပြီနော်အောင်ကဲဒီမှာနော်ကအင်္ဂလိပ်အခါနဲ့နိုင်စင်မယ်ဆိုလို့ရှိရင်ဘာနဲ့တူလဲ A တန်နဲ့တူတယ်အဲ့တော့အောင်ကိုအင်္ဂလိပ်လိုစာလုံးပေါင်းမယ်ဆိုလို့ရှိရင် A နဲ့စရမယ် A အခါနဲ့စရမယ်အဲ့တော့ A U I G R ဟုတ်ပြီနော်အောင်ဒါကအောင်လို့တန်ရနော်အဲ့တော့ဒီမှာသုံးတဲ့ vowel က U A U N G R ပြီးတော့ line ကဲ line ကလာနဲ့ရေးတာနော်လာနဲ့စာလုံးပေါင်းတာအဲ့တော့လာကအင်္ဂလိပ်အခါနဲ့နိုင်စမယ်ဆိုလို့ရှိရင် L နဲ့အစံထွက်တူတယ်အဲ့တော့ဒါကျွန်တော်တို့က H L A I N G line အဲ့ဒါ line လို့တန်ခဲ့နော် H L A I N G line main online ဟုတ်ပြီနော် okay နောက်တစ်ခုက zoom လို့အဲ့တော့ဒီမှာဇာနဲ့စတယ်ဇဟုတ်လားစကွယ်နဲ့နော်စကွယ်နဲ့စနော်စကွယ်ကဇကမြန်မာအခါနဲ့နိုင်စင်မှာဆိုလို့ရှိရင် sorry အင်္ဂလိပ်အခါနဲ့နိုင်စင်မှာဆိုလို့ရှိရင် z နဲ့တန်လို့တယ်အဲ့ဒါ zo z a w zo မဲကဲမဲကမကဘာနဲ့ဆက်ရမလဲအန်နဲ့ဆက်ရမယ်မဲက m e l mel ဒါမဲလို့တန်တာနော် m e l mel လုံးက l နဲ့ဆက်ရမယ် l o n e လုံးစောမဲလုံးဟုတ်ပြီနော် okay ပြီးနောက်တစ်ခုကစောချစ်သူကဲဒီမှာစလုံးနဲ့စတယ်စလုံးကအင်္ဂလိပ်အခါနဲ့နိုင်စမယ်ဆိုလို့ရှိရင် s နဲ့တန်တူနော်အဲ့တော့ s a w စောချစ်ခခွေကအင်္ဂလိပ်အခါနဲ့နိုင်စမယ်ဆိုလို့ရှိရင် c နဲ့တန်တူရယ်အဲ့တော့ c h i t ချစ်ပြီးတော့သူစကအင်္ဂလိပ်နဲ့အခါနဲ့နိုင်စမယ်ဆိုလို့ရှိရင်သူက th နော် th နဲ့အတန်နဲ့တူတယ်အဲ့တော့ T H U ဆိုမှာတောက်ရတဲ့ vowel ကတောက်ရတဲ့သရက U နေရာမှာ A တော့ထပ်လို့ရနော် A တော့ထပ်လိုက်ရင်အတန်ထပ်ပြောင်းလဲသွားမှာ okay ဟုတ်ပြီနော်အဲ့တော့ဒီနေ့ကကျွန်တော်တို့နာမည်စာလို့ပေါင်းတဲ့ခါကြလို့ရှိရင်နော်မြန်မာလိုပေါင်းလာတဲ့နာမည်ရင်ကြည့်နော်ဘာအခါနဲ့ဘာမြန်မာအခါနဲ့ပေါင်းတာလဲဟုတ်လားအဲ့ဒါကိုကြည့်ပြီးတော့မှအဲ့မြန်မာအခါကိုအင်္ဂလိပ်အခါနဲ့ပြန်နိုင်စင်ဟုတ်ပြီနော်ဒီလိုပုံစံမျိုး okay